ဟင်းနေများများလေးနဲ့စားလိုက်ရင်အနံကလေးမွေးပြီးစားလို့ရမ်းကောင်းတဲ့ဝက်သားလုံးကြော်ချက်တဲ့နီးလေးကိုကျွန်တော်ဒီနေ့ပြန်ပြီးတော့မျှဝေပေးခြင်းပါတယ်။အရင်ဆုံးဝက်ချိတ်သားတွေကိုအကြော်မုံထမင်းစားသွင်းတဲ့နှစွန်းရဲ့ငရုတ်ကောင်းမုံရဲ့စားရဲ့အရသာမုံရဲ့ကျက်သမီထောင်းထားတာရဲ့ဂျင်းထောင်းထားတာတို့ကိုထည့်ပြီးတော့လက်ကလေးနဲ့အားလုံးကိုတမတ်သွားအောင်လို့စိတ်ရှိလက်ရှိလေးနယ်ပေးရပါမယ်။အကြော်မုံမရှိတဲ့သူတွေအတွက်ကတော့ဒီနေရာမှာပြောင်းကောင်မုံတို့ဂျုံမုံတို့ဆန်မုံတို့ကိုလည်းအသုံးပြုလို့ရပါတယ်။အားလုံးပြီးပြီဆိုရင်တော့ဝက်သားလုံးလေးတွေကိုကိုကြိုက်တဲ့အရွယ်စားပေါ်မူတည်ပြီးတော့ဒီလိုမျိုးလက်ကလေးနဲ့စိတ်ရှိလက်ရှိလေးလုံးထားပေးရပါမယ်။အားလုံးပြီးပြီဆိုရင်တော့ဒေဝထဲမှာစီလေးတင်းတင်းလောက်ထည့်ပေးလိုက်ပါမယ်စီပူလာရင်တော့စောစောကလုံးထားတဲ့ဝက်သားလုံးလေးတွေကိုထည့်ပြီးတော့ကျွန်တော်တို့အယောင်လေးရင်းလာတဲ့ထီကိုကြော်သွားပေးပါမယ်ဝက်သားလုံးကြော်တဲ့အခါမှာကျွန်တော်ကတော့အရင်ကျွတ်နေအောင်မကြော်ပါဘူးဒီလိုမျိုးအယောင်လေးရင်းလာပြီဆိုရင်တော့ဆဲထားပေးလိုက်ပါမယ်ဟင်းစားချက်ဖို့ရအတွက်ဒေဝထဲမှာစနစ်မုံနဲ့ငင်နဲ့ပါပါလေးလေးလိထားတဲ့ကျက်သွင်ဖြူနီတို့ကိုထည့်ပြီးတော့ခဏနှွမ်းအနေထားရောက်တဲ့ထီကိုစီလေးတက်ပေးပါမယ်ပြီးရင်တော့အယောင်နေမုံလေးတစ်စုံထည့်ပေးလိုက်ပါမယ်အယောင်နေမုံလေးထည့်ပြီးသွားပြီဆိုရင်တော့ခန်းညင်ဒီကိုထည့်ပေးလိုက်ပါမယ်အရသာအတွက်ကိုတော့စားရဲ့အသီးရွက်မုံတို့ကိုထည့်ပြီးတော့ခန်းညင်ဒီလေးခဏနှွမ်းရောက်တဲ့ထီကိုကျွန်တော်တို့စီလေးတက်ပေးပါမယ်ဒီနေရာမှာဟင်းနဲ့များများလေးစားကျင်တဲ့သူတွေအတွက်ကတော့ကျက်သွင်နဲ့ခန်းညင်ဒီကိုပို့သုံးပေးလို့ရပါတယ်ပြီးရင်တော့ခန်းညင်ဒီပို့ဤသွားအောင်လို့ရင်နွေးလေးအနှဲငယ်လောက်ကိုလောင်းထည့်ပြီးတော့ဒေဝဖုံးလေးအုတ်ခါခဏလောက်ဆက်ပြီးတော့ချက်သွားပေးလိုက်ပါမယ်အခုလိုမျိုးခန်းညင်သီးလေးဤလာပြီဆိုရင်တော့စောစောကကြော်ထားတဲ့ဝက်သားလုံးလေးတွေကိုထည့်ပြီးတော့စီပြန်လာတဲ့ဒီခဏလောက်ဆက်ပြီးတော့ချက်သွားပေးလိုက်ပါမယ်နောက်ဆုံးကြမှာကျွန်တော်တို့အသင့်ပြင်ဆင်ထားတဲ့နန်းနံမင်းလေးကိုအုပ်ပြီးတော့အရသာလေးကိုမြည်ကြည့်ကလိုအပ်သည့်အရသာကိုထည့်ပြီးတော့ကိုစိတ်ကြိုက်လို့တလောက်သုံးဆောင်နိုင်ပါပြီ။ပါဝင်ပစ္စည်းအလုံးနဲ့စီပါဝင်မှုကိုလည်းကိုစိတ်ကြိုက်လို့တလို့ပြင်ဆင်ပြီးတော့လည်းသုံးဆောင်နိုင်တယ်လို့ဒီဝက်သားလုံးကြော်ဟင်းလေးကစားလိုက်ရင်အနံကလေးမွေးပြီးတော့ထမင်းစားရမ်းမိစေတဲ့ဟင်းကောင်းလေးတစ်ခွက်လည်းဖြစ်ပါတယ်။ဟင်းချက်တဲ့နီးတွေကလည်းကြောင်းနဲ့မတူကြသလိုဒေတာလည်းကွဲပြားပါတယ်။ဒီချန်နီးလေးကလည်းစားလို့ရမ်းကောင်းလို့ကျွန်တော်ပြန်ပြီးတော့မျှဝေပေးရခြင်းဖြစ်ပါတယ်။ကျွန်တော်ရဲ့ဗီဒီယိုလေးကိုလည်းအဆုံးထိကြည့်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်တော်နဲ့အတူနောက်ဗီဒီယိုတစ်တွေမှာပြန်ဆုံပါမယ်။